Insidious, Chapter 1, Part 3 of 3. Josh ကဒါတွေကိုလုံးဝမယုံကြည်ခဲ့တာကြောင့် police ကိုအိမ်ကနေထွက်သွားဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက် Josh ကဒေါ်တန်ရဲ့အခန်းကိုသွားပြီးမင်းအဖေပြောတာကြားရရင်အခုချက်ချင်းအချက်ပြတစ်ခုခုပြဆန်းလို့ပြောလိုက်တယ်ရုတ်တရက်နေရမှာချိတ်ထားတဲ့ဒေါ်တန်ဆွဲထားတဲ့ပကြီးကားတစ်ချက်ပြုတ်ကျလာတယ်။အဲ့ဒါက Alice မြင်ခဲ့ရတဲ့မိစ္ဆာရဲ့ပုံကိုဒေါ်တန်ဆွဲထားတာပါ Josh လည်းချက်ချင်းပဲ Alice ကိုပြန်ခေါ်လိုက်ပါတော့တယ်။အလစ်နဲ့သူမရဲ့လက်ထောက်တွေပြန်ရောက်လာပြီးဒေါ်တန်ရဲ့ဝိညာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားကြတယ်ဒေါ်တန်ရဲ့ဝိညာဉ်ကသူတို့နဲ့ဆက်သွယ်နိုင်ခဲ့ပြီးသူကမျက်နှာတစ်ခုလုံးအမြဲတမ်းမီးတောက်နေတဲ့မိစ္ဆာကြီးကိုအယမ်းကြောက်နေတယ်လို့ပြောပြခဲ့တယ်ဒေါ်တန်ကအဲ့ဒီမိစ္ဆာသားကြားသွားရင်သူ့ကိုတက်ပစ်လိမ့်မယ်လို့ပြောပြီးစကားသိမ့်မပြောရဲရှာပါဘူးဒေါ်တန်ကြောက်ရွံ့တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်မိစ္ဆာကသူတို့စကားပြောနေတာကိုကြားသွားခဲ့ပြီးအခန်းထဲမှာထူးဆန်းတာတွေဖြစ်လာပါတော့တယ်အိပ်ပျော်နေတဲ့ဒေါ်တန်ကထလာပြီးစပွဲပေါ်လက်တင်လိုက်တဲ့အချိန်မှာအခန်းထဲကလူတွေအကုန်နောက်ကိုလွတ်ဆင်သွားကြတယ်။အဲ့ဒီအချိန်မှာနန်လောကကဝိညာဉ်တွေအကုန်အခန်းထဲကိုဝင်လာကြပါတော့တယ်။ဝင်းနဲ့ခဏခဏမြင်ရတဲ့သစိမ်းကြီးပေါ်လာပြီးသူမကိုတိုက်ခိုက်ချိန်မှာ Josh ကအတင်းဝင်လူပြီးကယ်တင်ခဲ့ရတယ်။ဒါပေမဲ့မိစ္ဆာကအခြေအနေကိုထိန်းချုပ်ဖို့ Josh ကိုဘေးကိုလွှင့်ပစ်လိုက်တဲ့ Alice ကတနင်းနဲ့ဒေါ်တန်စီကိုသွားပြီးအဆက်အသွယ်ကိုဖျက်တောက်လိုက်လို့အခြေအနေတွေအားလုံးပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။လောလောဆယ်အခြေအနေငြိမ်သက်သွားပေမဲ့ဒေါ်တန်ကတော့ကိုမာဝင်နေတုန်းပါပဲတက်ကဗီဒီယိုမှတ်တမ်းကိုပြသခဲ့ရမှာစောစောကအခန်းထဲမှာရှောက်သွားနေတာဟာမိစ္ဆာကိုယ်တိုင်ဖြစ်ကြောင်းသိလိုက်ရတယ်ဆိုလိုတာကမိစ္ဆာကသူတို့ရဲ့လူလောကတွေကိုရောက်နေပြီဆိုတဲ့သဘောပါဖခင်ဖြစ်သူရဲ့အမှောင်ဖုံးခဲ့တဲ့ကလေးဘဝအဲ့ဒီအချိန်မှာ Alice ကလိုရင်းကိုတကယ်စကြောင်းမှန်ကိုအားလုံးကိုဖွင့်ပြောဖို့ပြောလိုက်တယ်ဒါကတော့ဒီဇလန်ရဲ့တကယ်လှုပ်ဝက်ချက်ပေါ်ပေါက်လာတဲ့နေရာပါပဲ Josh အသက်8နှစ်သားအရွယ်တုန်းကသူဟာညဘက်အိပ်ပျော်ရင်းကြောက်လန့်တကြားခဏခဏထန်လို့တက်ပါတယ်Josh ကလိုရင်းကိုအဖွားအိုတယောက်ရဲ့ဝိညာဉ်ကိုမြင်နေရတယ်လို့ပြောလို့ရှိပေမဲ့လိုရင်းကဒါကိုတာမန်ပဲလို့ထင်ပြီးဂရုမစိုက်ခဲ့ဘူးဒါပေမဲ့ Josh ရဲ့တပ်ပုံသို့မဟုတ်မိသားစုတပ်ပုံရိုက်တိုင်းမှာထူးဆန်းတဲ့ပုံရိပ်တစ်ခုကကင်မရာထဲမှာခဏခဏပါလာတတ်ပါတယ်လိုရင်းကကင်မရာချိုးရင်းချက်လို့ပဲထင်ခဲ့တာပါဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီပုံရိပ်ကတပ်ပုံတွေထဲမှာ Josh ရဲ့အနားကိုပိုနီးကပ်လာပြီးပိုပြီးတော့လည်းထင်ရှားလာခဲ့တယ်အဲ့ဒါကြောင့်မို့လိုရင်းက Alice ကိုဆက်သွယ်ခဲ့တာပါ Alice ရဲ့အဆိုအရအဲ့ဒီဖွားဝိညာဉ်က Josh ရဲ့ရုပ်ခန္ဓာကိုပူကတ်ဖို့အတွက်သူ့ဝိညာဉ်ကိုနန်လောကထဲခေါ်သွားခြင်းနေတာဖြစ်ပါတယ်အဲ့ဒီတုန်းက Alice က Josh ကိုကယ်တင်ပေးခဲ့တယ်အဲ့ဒီနောက်မှာ Alice က Josh ရဲ့စိတ်ထဲကဒီမက်ညံတွေကိုဖျောက်ဖျက်ပေးခဲ့လို့ Josh ကဘာမှမမှတ်မိတော့တာပါ Alice က Josh ရဲ့ဓာတ်ပုံတွေကိုလုံးဝမရိုက်ဖို့လဲတားမြစ်ခဲ့လို့ Evan ထဲမှာသူ့ဓာတ်ပုံတွေမရှိရခြင်းဖြစ်ပါတယ်ဆိုလိုတာကဒေါ်တန်ဟာဒီထူးဆန်းတဲ့အစွမ်းကိုသူ့ဖေစီကနေမျိုးရိုးလိုက်ပြီးရရှိခဲ့တာပါအလေးစားအခုချိန်မှာဒေါ်တန်ကိုပြန်ခေါ်နိုင်တာ Josh တယောက်ပဲရှိတယ်လို့ပြောခဲ့တယ်ဒါနဲ့ပဲ Josh ရဲ့ဝိညာဉ်ဟာနန်လောကထဲကိုဝင်ရောက်သွားခဲ့ပါတယ်အခက်အခဲများစွာကိုဖျက်ကျော်ပြီးနောက်သူဒေါ်တန်ရဲ့ဝိညာဉ်ရှိရာကိုရောက်သွားခဲ့တယ်ဒေါ်တန်ကအဲ့ဒီမှာသူ့ကိုမိစ္ဆာကချီနှောင်ထားတယ်လို့ပြောပြတယ် Josh ဟာ Alice နဲ့ဒေါ်တန်တို့ရဲ့ပကြီးကားထဲကမိစ္ဆာကြီးကိုကိုယ်တိုင်မြင်လိုက်ရတယ်မိစ္ဆာက Josh ကိုချက်ချင်းတိုက်ခိုက်ပေမဲ့ Josh ကတနင်းနဲ့ဒေါ်တန်ကိုခေါ်ပြီးလွတ်အောင်ပြေးနိုင်ခဲ့တယ်အဝေးတနေရာရောက်တဲ့အခါ Josh ကဒေါ်တန်ကိုအိမ်စီအရင်ပြေးနှင်းဖို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာမိစ္ဆာကဒေါ်တန်တယောက်တည်းရှိနေတာကိုတွေ့ပြီးတိုက်ခိုက်ပြန်တဲ့ဒေါ်တန်ကတော့တနင်းနဲ့လွတ်မြောက်သွားပြီးသူ့ရဲ့ရုပ်ခန္ဓာကိုရှာဖွေကလူလောကထဲပြန်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအတော်အတွင်း Josh ဟာအဖွားအိုရဲ့ဝိညာဉ်ကိုထပ်မံတွေ့ရှိခဲ့ရတဲ့ Josh ကသူမကိုသူ့အနာကထွက်သွားဖို့နဲ့သူမကိုမကြောက်တော့ဘူးလို့အော်ဟစ်ပြောဆိုခဲ့တဲ့ထို့နောက်ဒေါ်တန်နဲ့ Josh ရဲ့ဝိညာဉ်တွေဟာသူတို့ရဲ့ရုပ်ခန္ဓာတွေကိုအောင်မြင်စွာပြန်လည်ရောက်ရှိသွားပြီးအရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ Josh နဲ့ Alice တို့စကားပြောနေကြတာကိုတွေ့ရပါတယ်Josh ကသူ့ရဲ့ကလေးဘဝတပ်ပုံတွေအကုန်လုံးကို Alice ကိုပေးခဲ့တဲ့ရုတ်တရက်အလစ်က Josh ရဲ့လက်မှာတစ်ခုခုကိုသတိထားမိသွားပြီးသူ့ကိုတပ်ပုံတစ်ပုံအမိအရရိုက်လိုက်ပါတယ်အဲ့ဒီမှာတင် Josh ကဒေါသတကြီးနဲ့ Alice ကိုတိုက်ခိုက်ပြီးလေပင်ညစ်တက်ပစ်လိုက်ပါတော့တယ်Renee က Alice ရဲ့ order ကိုကြားလို့အခန်းထဲဝင်လာတဲ့အခါတေဆုံးနေတဲ့ Alice ကိုပဲတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာ Renee ကကျမ်းပြင်ပေါ်ကဓာတ်ပုံကိုကောက်ကြည့်လိုက်တဲ့အခါဓာတ်ပုံတွေကလူက Josh မဟုတ်တာကိုတွေ့လိုက်ရတယ်။အဲ့ဒါက Josh အစားအဖွားအိုရဲ့ဝိညာဉ်ဖြစ်နေတာပါ။ဆိုလိုတာကတော့အဖွားအိုရဲ့ဝိညာဉ်ဟာ Josh ရဲ့ခန္ဓာကိုယ်ကိုပူးကတ်သွားခဲ့ပါပြီးရုတ်တရက် Renee ရဲ့လေပင်ပေါ်ကိုတယောက်ကလက်လန်းတင်လိုက်တဲ့ Renee နောက်လဲကြည့်လိုက်တဲ့အခါသူမရဲ့အနောက်မှာ Josh မတည့်ရက်နေတာကိုမြင်လိုက်ရပြီးRenee တယောက်ထိတ်လန့်တုန်လှုပ်သွားရင်းနဲ့ပဲဇလန်းကဒီတင်ပြီးဆုံးသွားခဲ့ပါတယ်